ပင်လေရီတက်တော်ဝါပေါင်း6000ကျော်ရှိရဆိုရင်ခင်ဗျားတို့ယုံမလားတူရဘလော့ကနေပြန်လဲကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ကျွန်တော်ကအဘူဒါဘီရက်ဆိုင်လန်မှာရှိတဲ့စီးဝေါ့ကိုခေါ်စားပေးမှာဖြစ်ပါတယ်ကျွန်တော်တို့အားလုံးပဲလိုက်ကြည့်လိုက်ရအောင်ပထမဆုံးမြင်ချင်းမှာတင်မန်တာလို့ခေါ်တဲ့ရိုလာကိုစတာကိုစတွေ့ရမှာဖြစ်တယ်ဒီကောင်ကကျွန်တော်စီးခဲ့တဲ့တင်မှာနံပါတ်1ကျွန်တော်အကြိုက်ဆုံးနေရာမှာရှိတယ်ခင်ဗျားတို့ရောက်ခဲ့ရင်လည်းစီးခဲ့ဖို့အကြံပေးခြင်းပါတယ်ကျွန်တော်ဝင်ပေါက်ဂိတ်တွေကိုဖြတ်ပြီးွားရတယ်ပထမဆုံးမြင်ရတာကတော့ဒီစီးဝေါ့ရဲ့သူတို့ရဲ့ဒီမှာရှိတဲ့ပင်လေရင်းနေတဲ့တော့ပါတဲ့အားလုံးကို360 ticket ဒီ LED ဘုံနဲ့ပြထားတာကိုမြင်ရမှာဖြစ်တယ်။ဆက်ဆက်ချင်းဝင်ပြီးကျွန်တော်ဂိတ်တစ်ခုမှတွေ့လိုက်ကြနေတယ်ပင်လေဖြန်ကြီးကိုတွေ့ဒီကောင်တွေကပေါင်600နဲ့800ကြားကြီးတောင်ရှိရလို့ပြောတယ်။တချို့အကောင်တွေဆိုလို့ရှိရင်ပေါင်1000နီးပါးလောက်ထိရှိတယ်။တနေ့ကိုကီလို30လောက်ထိစားရလို့ပြောတယ်။တခြားကောင်လေးတွေကိုကြည့်ပြီးရှေ့ဆက်သွားလိုက်တယ်အပြင်မှာလက်တွေ့ပင်ကွင်းတွေကိုမြင်လိုက်တဲ့အခါဒီကောင်လေးတွေကတော်တော်ချစ်ဖို့ကောင်းတယ်ဗျဒီနေရာအရန်ကိုအေးတယ်ဘာလို့လဲဆိုတော့သူတို့ရဲ့အပူချိန်နဲ့ကိုက်ညံလို့ထားတာကြောင့်ကျွန်တော်လည်းခဏပဲနေပြီးပြန်ထွက်လာခဲ့လိုက်တယ်တော်တော်လေးကိုမှအေးတယ်အပြင်မှာအကောင်လေးတွေကြည့်နေကျွန်တော်ရှေ့ဆက်သွားလိုက်တယ်ကန်ကောင်းသွားလည်းပါတယ်ဗျကျွန်တော်ဒိုဖင်ရှိုးဘက်ကိုမှီလိုက်တယ်ဒိုဖင်ရှိုးဘက်မှာပထမဆုံးရှေ့မှာနေတဲ့သူတွေဆိုလို့ရှိရင်ဒီကောင်လေးတွေကသူတို့ရဲ့အမီနဲ့ကြည့်တဲ့သူတွေကိုရှင်နဲ့ပတ်သက်တယ်ဗျအဲ့တော့ကျွန်တော်မှအင်ကြီးပို့လည်းမပါနဲ့ကျွန်တော်လည်းနောက်မှာပဲခက်လက်လက်နေလိုက်တယ်သူတို့မှာဂိတ်ရှိခုရှိတယ်အပူဒါဘီ Ocean အာနာတီကာ Arctic နဲ့ Tropical Ocean ဆိုပြီးတော့ရှိတယ်ဂိတ်တိုင်းမှာမတူညီတဲ့ရင်းနှီးသတ္တဝါတွေကိုပြတ်ထားတယ်ကိုကြည့်ချင်တဲ့ရင်းနှီးသတ္တဝါတွေကိုမြေပုံလေးနဲ့ကြည့်ပြီးတော့လေသွားလို့ရတယ်ဒါကတော့သူတို့ဝင်ပေါက်မှနေမြေပုံကိုယူသွားလို့ရတယ်ပေါ့နော်ဒီနေရာမှာတော့ ready တော်တော်များတယ်မြန်မာလိုဆိုရင်တော့ငလေးကြောက်လို့ခေါ်တယ်ကမ္ဘာအကြီးဆုံး manta ray ဆိုတာကိုလည်းခင်ဗျားတို့ဒီနေရာမှာတွေ့ရပါလိမ့်မယ်ကျွန်တော်ဗီဒီယိုရိုက်နေနေဒိုင်ပင်သမားကလည်းကျွန်တော်ကိုလက်ပြနှုတ်ဆက်လိုက်ကြောင်းကျွန်တော်လည်းပြန်နှုတ်ဆက်လိုက်တယ်ကျွန်တော်ကိုယ်တိုင်ရင်ငုတ်ချင်ပေးမယ်လေငမန်းကြိုက်မှကြောက်တာကြောင့်ကျွန်တော်ကိုယ်တိုင်လည်းမငုတ်ခဲ့လိုက်ဘူးကိုကပတ်စံရှိလို့ရင်ငုတ်ပြီးကြည့်ချင်နေဆိုလို့ရှိရင်လည်းပတ်စံအပိုးထပ်ပေးပြီးတော့ရင်ငုတ်ကြည့်လို့ရတယ်ဝင်ကြီးကတော့385 AD ကျတဲ့မှာဖြစ်ပြီးတော့ကလေးဆိုလို့ရှိရင်တော့290 AD လောက်ကျပါလိမ့်မယ်ဒါကတော့ယာစီပေါ်မှာမူတည်ပြီးတော့သူတို့ဈေးအတူအလျှော့ကိုသူတို့ရဲ့ Yes Island official website မှာဝင်ကြည့်လို့ရတယ်ဒီငါးလေးတွေပြည့်တဲ့အခါမှာကျတော့ကျွန်တော်တို့မီးထွန်းလို့မရဘူးဗျကျွန်တော်အမြဲ Messi နဲ့မြင်တာတော့ Spider-Man နဲ့တူတယ်ဒီကောင်လေးတွေက Instagram နဲ့ New Feed မှာတင်မယ်ဆိုရင်တော့ဒီနေရာကတော်တော်လေးကိုလှရတယ်မှာပါတယ်ရအောင်သွားဖို့လည်းအကြံပေးခြင်းတယ်